အားလုံးပဲမင်္ဂလာပါကျွန်တော်အခု AI ဗီဒီယိုလေးတွေကိုအခမဲ့စိတ်ကြိုက်ဖန်တီးလို့ရတဲ့အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အခမဲ့ဖန်တီးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ software ပေါ့နော်ဒီ application ပေါ့ YT Create ဆိုတဲ့ application လေးလိုပါတယ်ဒီ YT Create application ကိုကျွန်တော်တို့ download အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကိုဖွင့်ပြပေးထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ Play Store မှာရှာကြည့်ရင် YouTube Create ဆိုတဲ့ software ကပေါ်မပေးပါဘူးမပေါ်ပေးတာများပါတယ်တကယ်လို့ပေါ်လို့ရှင်လည်းပဲဒီကျွန်တော်တို့နိုင်ငံကို download မရဘူးဆိုပြီးတော့စာပြပေးထားပါတယ်အဲ့ဒါကို download ကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့က VPN United States region ထားပြီးတော့ VPN ဖွင့်ပြီးတော့ download ရှင်ရင်တော့ကျွန်တော်တို့ရနိုင်ပါတယ်တကယ်လို့မရဘူးဆိုလို့ရှိရင်ဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့ Google ကနေပြီးတော့ download ကြည့်ပါမယ် Google ထဲကိုဝင်မယ် Google ထဲဝင်ပြီး search bar မှာကျွန်တော်တို့က YouTube Create ဆိုပြီးတော့ရိုက်ရှာမယ်YouTube Create ဆိုပြီးတော့ရိုက်ရှာရင်ဒီမှာပေါ်လာတဲ့ဥစ္စာမှာကျွန်တော်က down မိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာလေးမှာ open ဆိုပြီးတော့ပြထားပါတယ်တကယ်လို့မ down ရသေးတဲ့သူတွေကတော့ဒီနေရာမှာ install ဆိုပြီးတော့ပြပါလိမ့်မယ် install ဆိုလို့ချင်းအဲ့ရနေပြီးတော့ down လိုက်ပေါ့နော်အဲ့လိုမရဘူးဆိုလို့ရှိရင်တော့ကျွန်တော်စီမှာဒီ YouTube Create ဆိုတဲ့ application link ကိုလာပြီးတော့ချက်ပေါက်မှာလာပြီးတော့ယူနိုင်ပါတယ် APK view ကနေ down ရမယ် link ကိုကျွန်တော်ပေးပါမယ်Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ YT Create application ကြာပြီပေါ့နော်ဒီ application ကကျွန်တော်တို့အခမဲ့ဗီဒီယိုတွေ AI ဗီဒီယိုတွေထုတ်လို့ရပါတယ်အခုဒီ YT Create ဆိုလို့ရှိရင် generate video ဒီကောင်ကိုကျွန်တော်တို့အခုတကယ်လို့ဒီ generate video ကမပေါ်ခဲ့ဘူးဆိုလို့ရှိရင်ဒီ application ကိုရှင်းလိုက်ပါရှင်းပြီးတော့လို့ရှိရင် United States region ထားပြီးတော့ VPN ဖွင့်ပြီးတော့ပြန်ဝင်ကြည့်လို့ရှိရင်ဒီကောင်လေးပြန်ပေါ်ပါလိမ့်မယ်ဒီကောင်ပေါ်မှာကျွန်တော်တို့က generate video လုပ်လို့ရမှာပေါ့နော်ဒါဆိုလို့ရှိရင် generate video ကျွန်တော် video တစ်ခုစပြီးတော့လုပ်ပြပါမယ် generate video နှိပ်မယ်ဒီမှာကျတော့ကျွန်တော်တို့သူလောက်ခိုင်းမယ်အကြောင်းအရာကိုကျွန်တော်တို့ရေးခိုင်းတာတိုက်ရိုက်ရေးလို့လည်းအဆင်ပြေတယ်ဒါပေမဲ့တိုက်ရိုက်ရေးတာကျတော့ကျွန်တော်တို့စာအရေးသားပေါ်မူတည်ပြီးတော့သူကထုတ်ပေးနိုင်တယ်ထုတ်မပေးနိုင်အောင်ဆိုတာကိုအဆင်မပြေဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်က ChatGPT မှာပဲသွားပြီးတော့လောက်ခိုင်းမယ်အကြောင်းအရာကို prompt ChatGPT ကိုကျွန်တော်သွားပြီးတော့ရေးခိုင်းပါမယ်ရေးပြီးတော့ဒီမှာလာပြီးတော့ထည့်ပါမယ်ကျွန်တော်တို့ကGoogle ဝင်မယ် ChatGPT ဝင်မယ် ChatGPT မှာကျွန်တော်တို့က prompt ရေးခိုင်းမယ်ကောင်းလေးနဲ့ကောင်းပါလေစပင်းအတူတူစီလာတဲ့ဗီဒီယိုလုပ်ဖို့ prompt ပေးပါဒါဆိုလို့ရင် ChatGPT ကသူနဲ့သက်ဆိုင်တဲ့ prompt ကိုကျွန်တော်တို့ရေးပေးပါတယ်ရေးပေးတဲ့ဥစ္စာကိုကျွန်တော်တို့ copy ယူမယ် copy ယူပြီးတော့လို့ရှိရင် YT Create application ထဲမှာကျွန်တော်တို့ခုနကနေရာမှာလာပြီးတော့လာထားမယ်လာထားပြီးရင် generate ဆိုတာလေးနော် generate ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့က video လုပ်ခိုင်းမယ် video လုပ်နေပါပြီ0 to 100% ပြည့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ခိုင်းတဲ့ video file လေးရရှိမှာဖြစ်ပါတယ်Okay ဒါဆိုရပြီပေါ့နော်ကျွန်တော်တို့ပြုလုပ်ခိုင်းတဲ့ video sense လေးအတူလေးတစ်ခုပေါ့နော်ကျွန်တော်တို့ရပါပြီဒီကောင်ကိုကျွန်တော်တို့ကdownload လုပ်မယ်ဆိုလို့ရှိရင်ဒီမှာ use video ဆိုတာလေးပါတယ်နော် use video icon နှိပ်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခါတည်းဒီထဲမှာပဲကျွန်တော်တို့ edit လုပ်မှာလားဆိုပြီးသူကမေးတယ်တကယ်လို့ဒီထဲမှာ edit မလုပ်ဘူးကျွန်တော်တို့ကဒီ video လေးကိုပဲယူထားအောင်မယ်ဆိုလို့ရှိရင်ဒီမှာဒီ download က import ထုတ်တဲ့ဥစ္စာလေးနော်အညာလေးပါတယ်အညာလေးကိုနှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ export လုပ်လိုက်မယ်နော်ဒါဆိုလို့ရင်ဒီ video file လေးကို export လုပ်ပြီးသွားပါပြီလုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ရဲ့ phone gallery ထဲကိုရောက်မရောက်အောင်ကြည့်မယ် okay ဒီမှာရောက်နေပါပြီနော်သူက8စက္ကန့်ကြာတဲ့ sense လေးပေါ့နော်ဒီကောင်ကတစ်ခုsense တစ်ခု8စက္ကန့်ကြာသူက generate လုပ်ပေးပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ video file လေးရပြီပေါ့နော်ဒီ video file လေးတွေကိုနောက် video တွေမှာကျွန်တော်ဆက်လက်ပြီးတော့ဒီလိုမျိုး sense တစ်ခုချင်းစီကိုထုတ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့က8စက္ကန့်စီကြာတဲ့ sense တစ်ခုချင်းစီထုတ်ပြီးတော့CapCut application မှာ
ကျွန်တော်တို့က video အရှိတပုတ်ဖြစ်အောင်ဖန်တီးမယ်ပေါ့နော်အဲ့လိုမျိုး video file လေးတွေကိုကျွန်တော်နောက် video တွေမှာဆက်လက်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်အခုလက်ရှိကတော့ YNT Create application download မရတဲ့သူတွေကတော့ကျွန်တော်စီမှာလာပြီးတော့ YNT application link ကိုလာပြီးတော့ယူနိုင်ပါတယ်ကျွန်တော်ချက်ပေါက်ကိုလာပြီးတော့ဆက်သွယ်ပါအားလုံးကျေးဇူးတင်ပါတယ်နောက် video မှာပြန်လည်တွေ့ဆုံပါမယ်ခင်ဗျာ